TikTok မှာဗီဒီယိုတွေတင်တဲ့အခါမှာ view တွေတော့တိုးကျင်တယ်ဒါပေမဲ့ကိုကအပေါင်းလက္ခဏာလေးကိုဝယ်နှိပ်ပြီးတော့အရင်ပုံစံအတိုင်းပဲကိုကဗီဒီယိုတွေတင်မိနေတယ်ဆိုရင်တော့ကိုက view တွေကတိုးလာမှာမဟုတ်ဘူးအခု TikTok ရဲ့ update အနေနဲ့ကိုက view တွေတိုးအောင်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးသွားပြီးတော့တင်လို့ရလဲဆိုတာကို channel ကပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုအဆုံးထိသွားကြည့်ပေးမယ် channel ကတော့မြန်မာနိုင်ငံမှာပထမအဆုံးအနေနဲ့ update TikTok marketing and TikTok boosting တင်တဲ့ကို VMA Group Training ပုံစံတင်ရိုးစာအုပ်ထုတ်ပြီးတော့တင်ကြားခဲ့တဲ့ professional trainer and business coach တူဖြစ်တဲ့အပြင် professional trainer တွေ TikTok marketing trainer တွေမွေးထုတ်ထားသူတူလည်းဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိသွားကြည့်လိုက်ကြရအောင်ဒီမှာတော့ channel က TikTok ပေါ်မှာဒီလိုမျိုးအပေါင်းခရလေးကိုနှိပ်ပြီးတော့ဗီဒီယိုတင်နေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဗီဒီယို for you တွေကိုရောက်ဖို့ view တိုးဖို့အတွက်ဗီဒီယိုတင်တဲ့နီးတနည်းကိုထပ်ပြီးတော့လာပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ဘယ်လိုလေးလဲဆိုရင်တော့အရင်ဦးဆုံးကိုယ့်ရဲ့ TikTok profile နဲ့ကိုအရင်ဦးဆုံးဝင်မယ်ပြီး home key လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့မှန်ဘလူးပုံစံ search bar လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီချေတို့ဒီမှာပေါ့နော်ကိုက hashtag ခံပြီးတော့အရင်ဆုံး hashtag နဲ့ရေးလိုက်မယ်ပြီးတော့ကိုကဘာ product ရောက်လာလဲပေါ့နော် skin care ရောက်လာလားမောအဝတ်ထည်ရောက်လာလားဘာရောက်လာလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီချက်တို့ကဒီမှာ hashtag မှာရှားမှာပဲဖြစ်ပါတယ်အဲ့လိုရှားတဲ့အခါမှာဒီချက်တို့က hashtag ရေးပြရတဲ့ trending ဆိုပြီးတော့အရင်ဆုံးရေးမယ် trending ရေးပြလို့ရှိရင်ဒီချက်ကဒီ clothing ပေါ့နော်အဝတ်ထည်နဲ့ပတ်သက်တဲ့ hashtag လေးကိုရှာပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာclothing fashion ဆိုပြီးတော့ဒီချက်ရေးလိုက်မယ်ပေါ့နော်first ဒီမှာကိုယ့်ရဲ့ဒီဖုန်းကနေပြီးတော့ search bar လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ဒီကျတို့ဒီအပေါ်ကနေပြီးတော့ဒီမှာ hashtag ဆိုတဲ့နေရာလေးကိုတစ်ချက်လေးနှိပ်မယ်အဲ့လို hashtag ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာ तू ကဒီအဝတ်ထည်ပိုင်းနဲ့ပတ်သက်ပြီးတော့ trend ဖြစ်ပြီးတော့ view များတဲ့ဟာတွေကြာလာလိမ့်မယ်เนาะအဲ့မှာကိုကနေပြီးတော့ post အများဆုံးတင်ထားတဲ့လူရဲ့ပေါ့ hashtag ကိုဒီချက်လို့ယူမယ်ပေါ့ဒါဆို 365.1k post ပေါ့နော်အဲ့လိုမျိုး post အများဆုံးတင်ထားတဲ့ trending fashion ဆိုတဲ့ဒီ hashtag လေးရဲ့ဘေးကကင်မရာပုံလေးကိုတစ်ချက်လေးကိုကနေပြီးတော့နှိပ်လိုက်မှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကင်မရာပုံလေးကိုတစ်ချက်လေးနှိပ်လိုက်မယ်အဲ့လိုကင်မရာပုံလေးတစ်ချက်လေးနှိပ်ပြီးသွားပြီဆိုရင်တော့ तू က TikTok ရဲ့ဒီမူလဒီကင်မရာလေးကို तू ရောက်သွားတယ်ပြီးကိုက3 minute ထားခြင်းတယ်ဆိုလဲ3 minute ထားပြီးတော့ကိုစပြီးတော့ရိုက်ပြီးတော့တင်လို့ရပြီပေါ့နော်ပြီးတော့ကိုကဒီရဲ့ကင်မရာကမရိုက်ပဲနဲ့ဒီလိုမျိုးဗီဒီယိုရပြီးသားကိုတင်မယ်ဆိုရင်လည်းဒီဘက်အကွက်ကနေပြီးတော့တင်လို့ရတယ်အဲ့ဒီလိုမျိုးပြုလုပ်ခြင်းအပြင် trend ဖြစ်နေတဲ့ hashtag တွေကိုတီချာတို့ကယူပြီးတော့သုံးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဒီဗီဒီယိုက for you တွေကိုလည်းပို့ပြီးတော့ရောက်မြန်စေပါတယ်အဲ့တော့ဒီနည်းလေးအတိုင်းလိုက်ပြီးတော့လုပ်ကြည့်ပါအားလုံးအဆင်ပြေကြပါစေနော်